ကျော်အမျိုးသမီးတွေအတွက်ကိုအကြံကောင်းလေးပေးခြင်းလို့ပါရှင်အသက်ကြီးလာတာနဲ့အမျှကျမတို့ရဲ့အသားရည်တွေကြွက်သားတွေကတဖြည်းဖြည်းနဲ့နေ့စဉ်နဲ့အမျှလျော့နေပြီးတော့ပျော့လာတယ်ပေါ့နော်တဖြည်းဖြည်းအဲ့လိုပျော့လာတဲ့အခါကျရင်ကျမတို့အသားရည်တွေပြန်လဲတင်းပြန်လဲပြုတ်လို့ရပါမယ်အဲ့လိုပြုတ်လို့တဲ့အခါမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတော့အခုကျမလုံနေတာကတော့အလေးမတာပေါ့နော်အဲ့လိုဝိမ့်မတာကိုယ့်ရဲ့မာဆယ်တွေပြန်လဲတိဆောက်တဲ့နေရာမှာအရန်အသုံးဝင်တယ်လို့ထင်ပါတယ်ပြီးတော့ကျမတို့ကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့အချိန်အများကြီးမပေးနိုင်ဘူးမပေးနိုင်တာတော့မှပဲတနေ့ကိုတစ်နာရီလောက်တော့အဲ့လိုမျိုးမဖြစ်အောင်လို့လုပ်တယ်ပေါ့နော်အချိန်ပေးတယ်ပေါ့ဒါပေမဲ့တစ်နာရီလောက်ပဲမဲ့ကျမနေတိုင်းတော့မလုပ်ပါဘူးအဲ့လိုမျိုးတပတ်မှာ9ရက်တော့ကျမအဲ့လိုမျိုးအလေးမပါတယ်အဲ့တော့ကျမအနေနဲ့ကြတော့အဲ့လိုမျိုးအားကစားတွေပါတယ်လို့လည်းအရင်မသိတဲ့အခါကျတော့ကျမအခုtraining program ကိုသင်ရပါတယ်သင်ယူရပါတယ်အဲ့လိုသင်ယူတဲ့အခါမှာကျမအခုလောလောဆယ်တော့ဘယ်မှာသင်တန်းတက်လဲဆိုတော့ boutique မှာသင်တန်းတက်ပါတယ်မြန်မာပြည်မှာလည်းမဟုတ်တဲ့အခါကျတော့အချိန်တွေမကိုက်ပါဘူးမကိုက်တဲ့အခါကျတော့ကျမ marriage program အဲ့ဒီမှာသွားပြီးတော့သူတို့ကကျမကိုဗီဒီယိုလေးတွေနဲ့ပုံလေးတွေနဲ့ကျမရဲ့ခန္ဓာကိုယ်အချိုးအစားကိုသူတို့စီကိုဓာတ်ပုံရိုက်ပြရပါတယ်အဲ့ဒီချိန်မှာအဲ့ဒီဆရာကဘယ်လို training တွေကျမယူသင့်တယ်ဆိုတာကိုကျမကိုဗီဒီယိုလေးတွေနဲ့program လေးတွေပို့ပေးပါတယ်ပြီးတော့ကျမဆော့တဲ့အနေအထားမှန်မမှန်ကိုသူတို့ကပြန်ပြီးတော့စစ်ပေးပါတယ်အခုဆိုရင်တော့ကျမသင်တန်းတက်တာ2ပတ်မြောက်ပေါ့နော်2ပတ်မြောက်အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ကလေအရင်နဲ့ဆိုင်အရန်ပေါ်ပါပြီးနေလို့ကောင်းလာတယ်ကျမရဲ့ခါးပင်းမှာရှိတဲ့အစီလေးတွေကမတိမတနည်းနည်းလေးကြကျင်သလိုတော့ဖြစ်ပါတယ်နော်ဆိုတဲ့အခါကျတော့ဒါကောင်းတဲ့လက္ခဏာပဲကျမလည်းအရင်ကြီးတော့အရင်လိုပြီးတော့5-6 လတင်ကြာရမယ်ဆိုတာမျိုးတော့မရှိပါဘူးကိုကျမ်းမာရေးအတွက်ကျမ်းမာရေးကောင်းအောင်ရှေ့ဆက်အသက်ကြီးလာတဲ့အခါမှာလည်းခန္ဓာကိုယ်ကျန်းမာကျန်းခိုင်အောင်လို့ပေါ့နော်အဲ့လိုမျိုးအတွက်ရည်ရွယ်ပြီးဆော့တဲ့အခါကျတော့အများရန်တော့တောက်လျှောက်ဆော့သွားဖို့အစီအစဉ်ရှိပါတယ်တငယ်ချင်းတွေထဲမှာလည်းအဲ့လိုမျိုးပေါ့နော်ကျမလိုမျိုးခန္ဓာကိုယ်လေးလံနေတဲ့လူမျိုးတွေအကျော်တွေတောင့်တင်းနေတဲ့လူမျိုးတွေရှိရင်တော့ဘာပဲဖြစ်ဖြစ်ကိုတက်နိုင်သလိုပေါ့နော်လေ့ကျင့်ခန်းလေးတွေလုပ်ပေးစေချင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ရေရှည်အတွက်ကကောင်းတယ်လေအဲ့လိုမျိုးကြတော့เนาะကျမကို2 လတင်တန်းမှာเนาะအဲ့2 လတင်တန်း